အခုလာမယ် match လာမှာဖွင့်လှစ်မဲ့လှပရာစီကံတဲ့ဝန်ထမ်းတွေခေါ်ယူနေပါတယ် beauty therapy 2ဦးလုံးမယ်ကက်ရှာ1ယောက်လုံးမယ် receptionist 1ယောက်လုံးပါမယ် beauty therapy ကတော့ကျွန်တော်တို့ဒီအတွေ့အကြုံရှိတဲ့လူတွေဆိုရင်တော့ပို့ပြီးတော့ဦးစားပေးပါတယ်ဒါပေမဲ့အတွေ့အကြုံမရှိသေးဘူးဆိုလို့ရှိရင်ဆရာတို့ဘက်ကနေ training တွေပေးပြီးတော့ခေါ်ပါတယ်ကက်ရှာကတော့အတွေ့အကြုံရှိတဲ့10တန်းအောင်နေဆိုလို့ရှိရင်ပို့ပြီးတော့ကောင်းပါတယ်ဒါပေမဲ့အတွေ့အကြုံမရှိသေးဘူးသင်တန်းတွေလည်းတက်ထားတဲ့အကောင့်တန်းတွေပါတယ်တက်ထားတယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့ဦးစားပေးပြီးခေါ်ပါမယ် reception တွေကတော့ကျွန်တော်တို့ကဒီ social media page တွေလည်းကင်ပေးရမှာဖြစ်တဲ့ကြောင့်မလို့ social media တွေinternet တွေ computer တွေကောင်းကောင်းမွန်သုံးတတ်တယ်ကျွမ်းကျင်စွာသုံးတတ်တယ်ဆိုရင်တော့ပို့ပြီးတော့ကောင်းပါတယ်အသက်က session နဲ့35နှစ်အတွင်းမှာဆိုရင်လာပြီးတော့ရှောင်ထားလို့ရပါတယ်လစာအနေနဲ့အခြေခံလစာအပြင် bonus တွေရှိမယ်ရက်မှန်ကြေးတွေရှိမှာဖြစ်တဲ့ကြောင့်မလို့လစာအတွက်လည်းစိတ်ပူစရာမလိုပါဘူးတကယ်လို့မိတ်ဆွေကစိတ်ဝင်စားရဆိုလို့ရှိရင်အခုပဲ caption ဒါမှမဟုတ်ရင် TikTok ပေါ်မှာရေးထားတဲ့ဖုန်းနံပါတ်ကနေဆက်သွယ်ပြီးတော့မိတ်ဆွေရဲ့ CV ဖောင်ကိုအခုပဲပို့လိုက်ပါ CV ဖောင်ပို့မယ်ဆိုလို့ရှိရင်လည်း January လမကုန်ရင်ပို့ဖို့လိုပါတယ်ဘာလို့လဲဆိုတော့ February 1ရက်နေ့မှာ interview ခေါ်မှာမို့လို့ပါဟုတ်ကဲ့ပါအတူတူလက်တွဲပြီးတော့လှုပ်ဆောင်ဖို့အားလုံးကိုဖိတ်ခေါ်ပါတယ်